ကဲမင်္ဂလာပါဗျာနော်မျိုးတွေမင်္ဂလာညချမ်းပါအဲ့တော့ပတ်တိကြိုက်တဲ့မျိုးတွေတော့ကျွန်တော်ချက်ပြပေးမယ်ကျွန်တော်တို့ကြံ3ရက်ရှိပါတယ်ဗျာနော်ပိတ်ရက်တောက်ကြနေရှိပါတယ်ဒီနေ့ထွက်သွားတာ9-3ည92နော်ထိုင်းပါဝါညီကိုမြန်မာပါဝါပေါ့ဗျာနော်အဲ့တော့ပိတ်ရက်ရှိတဲ့ဘက်မှာကျွန်တော်အစိုးရလည်းလိုက်လွှင့်ပြီးပြပေးခဲ့ပြီးသွားပြီအဲ့တော့ကျွန်တော်မတွေ့ရသေးတဲ့လူတွေမမြင်တဲ့မျိုးတွေမျိုးအောင်မျိုးတစ်တွေကိုပြန်ပြီးနှွေးပေးတဲ့အနေနဲ့ပိတ်ရရှိတဲ့ပတ်တိုင်းမှာ16ပတ်တီးကမပြောက်ပါဘူးဗျာနော်အဲ့တော့မနေ့ပြန်စပြီး16ကိုလိုက်ပတ်လို့ရပါတယ်ဆိုတော့လာပြီးတော့သတိပေးတာပါအဲ့တော့ကိုရကိုယူပါကြိုင်ထိုးပါမကြိုင်မထိုးပါနဲ့မကြည့်ချင်းကြော်သွားပါဗျာနော်အဲ့တော့တစ်ချက်ကြည့်ပေးပါကျွန်တော် light down နေမှာလွှတ်ပါမယ်ဗျာနော်အဲ့တော့လိုအပ်တာလေးအခွေလေးကိုပြပေးမယ်စေတနာနဲ့ပြပေးတာကြိုင်မထိုးမကြိုင်မထိုးနဲ့လက်ရှိ16ပတ်တီးကြိုက်တဲ့မျိုးတွေအတွက်ပြပေးမယ်နော်2025မှာပိတ်ရအားလုံးပေါင်း52ပွဲမှာ15ပွဲတိတိရှိပါတယ်12ပွဲတိတိမှာပြက်ပဲမရှိပါဘူးကြိုင်လိုက်ပါဟုတ်ပြီနော်အဲ့တော့တစ်ချက်ကြည့်ပေးပါပိတ်ရက်တရက်ရှိပါတယ်ဗိုလ်ဖုံးလေးပိတ်ပါတယ်16ပတ်တီးတွေမှာပျောက်ပါဘူးနော်16ပတ်တီးတွေဆင်းပေးပါတယ်တင်းလာနေပိတ်ရက်ရှိပါတယ်16ပတ်တီးတွေမပျောက်ပါဘူးနော်16ပတ်တီးနှလုံးကတစ်လုံးတရားအောင်ဆင်းပေးတယ်အဲ့တော့တင်းလာအင်္ဂါ2ရက်ပိတ်ရက်ရှိပါတယ်16ပတ်တီးတွေဆင်းပေးပါတယ်3ပင်ရှိပြီဗျာနော်ပြက်ပဲမရှိပါဘူးဒီမှာပိတ်ရက်တရက်ရှိပါတယ်ကြတာပရိပိတ်ပါတယ်16ပတ်တီးသေးကြအောင်တစ်လုံးဆင်းပေးသွားပါတယ်ပိတ်ရက်တရက်ရှိပါတယ်16ပတ်တီးတွေဆင်းပေးပါတယ်ပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးမပျောက်ပါဘူးပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးတွေဆင်းပေးနေပါတယ်အဲ့တော့ကျွန်တော်တို့1ပင်2ပင်3ပင်4ပင်5ပင်6ပင်လုံးဝပြတ်ပင်မရှိသေးပါဘူး9ပင်နော်ဒီမှာပိတ်ရက်2ရက်ရှိပါတယ်16ပတ်တီးသေးကြအောင်ဆင်းပေးပါတယ်9ပင်ရှိပါပြီဒီချာကြည်သားပါပိတ်ရက်တရက်ရှိပါတယ်16ပတ်တီးတွေဆင်းပေးပါတယ်ပိတ်ရက်တရက်ရှိပါတယ်16ပတ်တီးတွေဆင်းပေးပါတယ်ပိတ်ရက်တရက်ရှိပါတယ်16ပတ်တီးတွေဆင်းပေးပါတယ်မပျောက်ပါဘူးနော်အဲ့တော့10ပွဲရှိပါပြီပိတ်ရက်တရက်ရှိပါတယ်16ပတ်တီးတွေဆင်းပေးပါတယ်ဗျာနော်ဒါလေးကမဝိုင်းရသေးဘူးဒီမှာ16ပတ်တီးတွေဆင်းပေးတယ်အဲ့တော့အောက်မှာဆိုလဲပိတ်ရက်တရက်ရှိတယ်16ပတ်တီးတွေဆင်းပေးတယ်12ပွဲတိတိပျောက်သွားခြင်းမရှိဘူးတစ်ပွဲနှစ်ပွဲသုံးပွဲကျန်နေတယ်ပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးကိုလိုက်ပတ်ပါနော်ဒီတော့ကောင်းတဲ့မူမရှိဘူးကြိုင်လိုက်ပါမကြိုင်ရင်မလိုက်ပါနဲ့ကိုယူပါအဲ့တော့ပတ်တီးကြိုင်တဲ့မျိုးတွေကို16ပတ်တီးပိတ်ရက်ရှိတိုင်းမှာမပြောက်ဘူးဆိုတာပြပေးလိုက်တယ်နော်ချားဆရာတွေတော့ဘလောက်ဖြစ်မှ view ဘလောက်ဖြစ်မှပြမယ်ဘာညာဆိုပြီးတော့ကျွန်တော်တို့မရှိဘူးပဲဗျာနော်အဲ့တော့ကျွန်တော်ပြချင်တာကိုစေတနာနဲ့တွေးလို့ရှင်ကိုပဲပြပေးလိုက်တယ်ပတ်တီးကြိုက်တဲ့လူတွေအတွက်လည်းပတ်တီးပြပေးလိုက်ပြီး break ကြိုက်တဲ့မျိုးတွေအတွက်လည်း break တွေကျွန်တော်ပြပေးထားတယ်အဲ့တော့ကြံ3ရက်မှာ break ကြိုက်တဲ့မျိုးတွေဆိုရင်လည်း2လေး break လိုက်ပါပတ်တီးကြိုက်တဲ့မျိုးတွေဆိုရင်လည်း16ပတ်တီးရှိပါတယ်ဟုတ်ပြီနော်အဲ့တော့ကိုကြိုက်တာကိုလိုက်ပါပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးမပြောက်ပါဘူးအစားအဆုံး cleaner စစ်ပြပေးထားတာလေးကိုသေချာကြည့်ပေးပါကျွန်တော်အကောင့်လေးကိုလည်း like subscribe share လေးမျိုးအောင်မျိုးတွေနှိပ်ပေးပါအောင်ဗျာနော်အဲ့တော့ပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးမပြောက်ပါဘူးပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးမပြောက်ပါဘူးပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးမပြောက်ပါဘူးပိတ်ရက်ရှိတိုင်း16ပတ်တီးမပြောက်ပါဘူးပိတ်ရက်ရှိတိုင်း16ပတ်တီးမပြောက်ဘူး16ပတ်တီးပိတ်ရက်ရှိတိုင်းမှာမပြောက်ဘူးနော်ပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးဆင်းပေးတယ်မပြောက်ဘူးပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးဆင်းပေးတယ်ပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးတွေမပြောက်ခွင့်နဲ့ဆင်းပေးနေတယ်ဟုတ်ပြီနော်အဲ့တော့ပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးတွေဆင်းတယ်ပိတ်ရက်ရှိတိုင်းမှာ16ပတ်တီးတွေဆင်းတယ်အဲ့တော့ပိတ်ရက်ရှိပါတယ်16ပတ်တီးဆင်းမလာသေးဘူးကျန်3ရက်ဇာတုလိုက်ရိုက်โอเคဗျာနော်အဲ့တော့ပိတ်ရက်3ရက်ရှိတယ်ဒီပွဲဒီမှာဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့သတိရပြီးတော့16ပတ်တီးလိုက်ပါဗျာနော်အဲ့တော့ပတ်တီးကြိုက်တဲ့မျိုးတွေ16ပတ်တီးပါခွတ်လိုက်ဗျာနော်